ကျွန်တော်တို့မြန်မာနိုင်ငံမှာဖုန်းဝယ်တော့မယ်ဆိုရင်အရင်ဆုံးပြင်းမြင့်မိမယ်ဖုန်း brand ဟာဒီ brand ဖြစ်မယ်လို့ဟုတ်ပါတယ် Xiaomi Redmi ပါဒီနေ့မှာတော့ကျွန်တော် Xiaomi ရဲ့ CEO ဖုန်းလာတူဖြစ်တဲ့လေကျွန်းနဲ့ Xiaomi ကုမ္ပဏီကြောင်းအနေငယ်ပြောပြပေးမှာပဲဖြစ်ပါတယ် Okay အဲ့တော့ video လေးစလိုက်အောင်1969ခုဒီဇင်ဘာလ16ရက်နေ့မှာတရုတ်နိုင်ငံဟူဝေးပြည်နယ်ရှန်ထောင်းမြို့မှာလီကျွန်းကိုစတင်မွေးဖွားခဲ့ပါတယ်။လီကျွန်းကိုတရုတ်ပြည်ရဲ့စတီးကြော်လို့ဒေသခေါ်ကြတယ်။တစ်ဖက်မှာလည်းသူ့ရဲ့ဘွားအဲ့လောက်ထိရုံရှင်းမနေဘူးဗျ။ပြောရရင်များလီကျွန်းရဲ့ငယ်ဘွားလည်းရုံးကန်ငွေနဲ့ပြည့်နေနေတာပါ။လီကျွန်းကငွေကြေးအထောက်ပံ့အများကြီးမရှိတဲ့ပတ်ဝန်းကျင်မှာပြင်လာခဲ့ရပါတယ်။သူ့ရဲ့မိဘတွေကတာမန်ကျောင်းဆရာမဆရာမတွေပါ။သူ့ဖေကတစ်လကို$9ပဲရတယ်ဆိုပေမဲ့လီကျွန်းရဲ့စိတ်ဝင်စားတဲ့ electronic ပစ္စည်းတွေကိုထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။သူကမြို့ငယ်လေးကနေပြီးတော့ထိတန်းတက္ကသိုလ်ဖြစ်တဲ့ဝူဟန်တက္ကသိုလ်ကိုရောက်အောင်သွားနိုင်ဖို့အတွက်ငယ်စဉ်ကတည်းကအပတ်တစ်ခုကြိုးစားခဲ့ရပါတယ်။တက္ကသိုလ်တက်တဲ့အခါမှာလည်းအခက်အခဲတွေများစွာရှိပါတယ်။အဲဒီကိစ္စကကွန်ပျူတာတွေကရမ်းရှားပြီးတော့ကျောင်းမှာအကန့်အသတ်နဲ့ပဲသုံးခွင့်ရပါတယ်။ဒါပေမဲ့လည်းလီကျွန်းကတခြားသူတွေလင်းနဲ့တင်ရမယ့်တက္ကသိုလ်ပြည်ပင်ဘွဲ့ကိုနှစ်နဲ့ပြည်အောင်တင်ခဲ့ပါတယ်။ Xiaomi ကိုမတီတောင်ငယ်တဲ့ကလီကျွန်းကနီးမြတ်လောကမှာအောင်မြင်မိသားပုဂ္ဂိုလ်တစ်ယောက်ပါ။1992ခုနှစ်မှာကင်းဆော့ကုမ္ပဏီမှာအင်ဂျင်နီယာဖြစ်စတင်ဝင်ရောက်ခဲ့ပြီးတော့နောက်ပိုင်းမှာ CEO ဖြစ်နေတာဝန်ယူခဲ့ပါသေးတယ်။ကုမ္ပဏီကိုလည်း Stock Exchange ဈေးကွက်တင်နိုင်ခဲ့ပြီးဦးဆောင်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့2000ခုနှစ်မှာ Joyo.com ဆိုတဲ့ online စာအုပ်အရောင်းဆိုင်ကိုလည်းတောင်းခဲ့ပါသေးတယ်။ဒါပေမဲ့2004ခုနှစ်မှာတော့ Amazon ကို$85တန်နဲ့ရောင်းချခဲ့ပါတယ်။ဒီလိုနဲ့နောက်ပိုင်းမှာလေကျွန်းကသူ့ရဲ့ကျန်းမာရေးရှင်တွေကြောင့်သူ16နှစ်တာအကောင်လုံးတန်းလာခဲ့ရတဲ့ကင်းဆော့ကုမ္ပဏီရဲ့ CEO ရာထူးကနေခဏတာနှုတ်ထွက်ခဲ့ပါသေးတယ်။ကင်းဆော့ကနေပြီးတော့အနားယူပြီးနောက်ပိုင်း UC Web အပါအဝင်ကုမ္ပဏီများစွာမှာလည်းရင်းနှီးမြှုပ်နှံခဲ့ပါသေးတယ်။ဒီလိုနဲ့လေကျွန်းရဲ့အသက်40ပြည့်တဲ့အချိန်2010ခုနှစ်အိမ်ဗီလာ6ရက်နေ့မှာတော့သူ့ဘဝရဲ့အကြီးမားဆုံးစဉ်းစားတဲ့တစ်ခုကိုစတင်ခဲ့ပါတယ်။အဲ့ဒါကတော့ Xiaomi ပါ။2010ခုနှစ်အိမ်ဗီလာ6ရက်နေ့မှာဘေကျင်းမြို့မှာရှိတဲ့ရုံးဝင်းလေးတစ်ခုမှာလေကျွန်းအဖေကိုယ်တိုင်ပြုလုပ်ပေးတဲ့ဆက်မြုပ်ကိုတောက်ပြီးတော့လေကျွန်းပါဝင်ကိုဖုန်တော်9ဦးက Xiaomi ကိုစတင်တည်ထောင်ခဲ့ပါတယ်။ဟောဒါနဲ့ညမှာတိတိနဲ့အချက်လေးတစ်ခုရှိတယ်။အဲ့ဒါဘာလဲဆိုတော့ Xiaomi ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ပါ။ Xiao ဆိုတာကတရုတ်လို့ဆိုရင်တင်းငယ်တော့ဒါမှမဟုတ်အနည်းငယ်လို့အဓိပ္ပာယ်ရပါတယ်။ဒီဆိုတဲ့အဓိပ္ပာယ်ကတော့ဆန်ဒါမှမဟုတ်ပြောင်းဆန်လို့အဓိပ္ပာယ်ရပါတယ်။အဲ့တော့ Xiaomi ဆိုရဲ့အဓိပ္ပာယ်ကတင်းငယ်တော့ဆန်စီလေးလို့အဓိပ္ပာယ်ဖွင့်လို့ရပါတယ်။လူတော်တော်များများက Xiaomi ရဲ့ပထမဆုံးထုတ်ကုန်ကဖုန်းလို့ထင်ကြပါလိမ့်မယ်။ဒါပေမဲ့မဟုတ်ပါဘူး။တကယ်တမ်း Xiaomi ရဲ့ပထမဆုံးထုတ်ကုန်က hardware မဟုတ်ပါဘူး။ဒီ MIUI ဆိုတဲ့ software တစ်ခုပါ။ဘာဖြစ်လို့ software ကိုအရင်ထုတ်လိုက်ရလဲဆိုတော့နာမည်မကြီးသေးတဲ့ကုမ္ပဏီတစ်ခုကကျွန်တော်တို့ဒီဖုန်းကိုထုတ်လိုက်လို့ရှိရင်ဘယ်သူမှဝယ်မှာမဟုတ်ပါဘူး။ပြီးတော့ဖုန်းလုံးထုတ်ဖို့ဆိုရင်စက်ရုံနေထားရမယ်။ပစ္စည်းအပိုင်းစားတွေဝယ်ရမယ်။ပြီးတော့တိုးလောင်ရုံနေငှားရမယ်။ဒါတွေကငွေအရင်ကြီးများတယ်လို့မရရရင်လည်းချုံဖို့ဆိုတာတော်လေးကိုပြောပါတယ်။2010ခုနှစ်မှာ Android system တွေကတော်တော်လေးကိုစုပ်ပါတယ်။တရုတ်စာရေးဖို့ဆိုတာတော်တော်လေးကိုမလွယ်ကူပါဘူး။အဲ့တော့ဗျာ Xiaomi ကဒီကွက်တွေကိုမြင်ပြီးတော့တရုတ်လူမျိုးတွေကြိုက်စင်မဲ့ဒီဇိုင်းတွေစာရိုက်တဲ့ system တွေလှပတဲ့ theme တွေကိုထည့်သွင်းပြီးတော့ MIUI ကိုဖန်တီးလိုက်ပါတယ်။နောက်ပြီးတော့ MIUI တွေကိုတခြားဖုန်းတွေမှာအသုံးပြုလို့ရအောင်ဆိုပြီးတော့အလကားဖန်ပေးလိုက်ပါတယ်။အဲ့တော့လူတွေက MIUI ကိုစမ်းသုံးပြီးတော့ရမ်းကြိုက်သွားကြပါတယ်။ software တော့ဒီလောက်ကောင်းနေရင်ဒီကုမ္ပဏီကထုတ်မဲ့ဖုန်းဆိုရင်လောက်ထိကောင်းနိုင်မယ်ဆိုပြီးဖြစ်သွားကြပါတယ်။ဖုန်းထုတ်တဲ့ခါကျရင်လည်းဝယ်မဲ့သူကအဆင်သင့်ရှိပြီးသားဖြစ်သွားကြပါဘူး။ Xiaomi က user ရဲ့အကြံဉာဏ်ကိုရန်တမ်းမှုထားပါတယ်။ပတ်စဉ်တောက်ကြနေတိုင်းမှာ MIUI ကို update တစ်ခါပေးလို့ရှိပါတယ်။အဲ့ဒီနေ့ကို Orange Friday လို့ခေါ်ကြပါတယ်။ user တွေဘက်ကဗျာဒီနေရာလေးကိုပြင်ပေးပါလို့ပြောလိုက်ရင်နောက်တစ်ပတ်တောက်ကြနေပါချက်ချင်းကိုပြင်ပေးပါတယ်။အဲဒါကြောင့်ပဲ user တွေရဲ့စိတ်ဝင်စားမှုဟာကုမ္ပဏီပေါ်ကိုတော်တော်လေးကိုမြင့်တက်လာခဲ့ပါတယ်။ဒီလိုနဲ့2017ရောက်တော့ Mi 1ကိုစတင်ရောင်းချခဲ့ပါတယ်။ Mi 1ရဲ့အောင်မြင်မှုက Xiaomi ကိုယ်တိုင်တော့မထင်မှတ်ထားတဲ့အရာပါ။2017ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှာ order စတင်လက်ခံတဲ့အခါမှာ34နာရီအတွင်းမှာပဲအလုံးရေ3သိန်းကျော်ထိရရှိရပါတယ်။ဒီဇင်ဘာ18ရက်နေ့ပထမဆုံးရောင်းရတဲ့အသုတ်မှာတင်အလုံးရေ3သိန်းထိရောင်းရတဲ့အခါမှာ3နာရီအတွင်းမှာပဲအကုန်ပြတ်သွားပါတယ်။နောက်ပိုင်းအသုတ်တွေမှာဆိုရင်မိနစ်ပိုင်းတွင်းနဲ့သိရှိကုန်သားလေးရှိပါတယ်။စုစုပေါင်းရောင်းက Mi 1နဲ့ဒီအစစ်မြင့်ထားတဲ့ Mi 1S ကအလုံးရေ9.9တန်ထိရောင်းချနိုင်ခဲ့ပါတယ်။ဒါကနာမည်မရှိသေးတဲ့ကုမ္ပဏီတစ်ခုတော့မဖြစ်နိုင်တဲ့ပမာဏပါ။ဒီလိုအောင်မြင်မှုရဲ့နောက်ွယ်မှာခက်ခဲများစွာရှိပါတယ်။အရှိနှုံက Xiaomi ကသူ့မှာကိုယ်ပိုင်စက်ရုံမရှိသေးပါဘူး။တခြားစက်ရုံကနေပြီးတော့ငှားပြီးတော့ထုတ်ရပါတယ်။ order ကအလုံးရင်3သိန်းလောက်ရထားပေမဲ့စက်ရုံရဲ့တနေ့တာထုတ်လုပ်မှုက1000ခန်းလောက်ပဲရှိပါတယ်။အဲ့တော့ဝယ်သူတွေကပတ်စံရင်ပေးထားရပြီးတော့ဖုန်းရဖို့ဒါနဲ့ရှိပြီးတော့စောင့်ရပါတယ်။တချို့ဆိုရင်ဖုန်းရတဲ့အချိန်မှာmodel အသစ်တစ်ခုနောက်ဖက်လူမျိုးကြီးနေပါတယ်။
ထမောင်းစဉ်ဖုန်းထုတ်တာဖြစ်တယ်လို့အလိကျော်နှုတ်နဲ့တည်းရဲ့ပထမတော့မှတင်စေးသားကြွတာတွေဒီနေရာအဝင်ဝင်ကြမ်းဖြစ်တာတွေရှိခဲ့ပါတယ်အဲ့ဒီချိန်ကသုံးထားတဲ့ SOC ရတဲ့တည့်ရတိုင်းပဲကွက်ကူးရဲ့ Snap ဝင်ရှိကလည်းအရန်အချိန်မြင့်တာကြောင့်ဖုန်းကပူရတဲ့ပြဿနာလေးရှိခဲ့ပါတယ်မိဝမ်းကြောင် Xiaomi ကဈေးပေါ်ပြီးဆွမ်းဆောင်ရင်ကောင်းတယ်ဆိုရင်နာမည်ကောင်းကိုရခဲ့တယ်လို့ပဲဒီဝယ်ရလဲခက်တယ်ပူရဲဆိုတဲ့နာမည်ဆိုတပြိုင်တည်းရရှိခဲ့ပါတယ်မိဝမ်းရဲ့အောင်မြင်မှုတွေအမားတွေကိုသင်ခန်းစာယူပြီးတော့2017ခုနှစ်မှာထွက်ရှိခဲ့တဲ့ Mi 2ကဒီXiaomi တမိုင်းမှာဒနိုင်လာဖုန်းလုံးတောင်ပြောရအောင်အောင်မြင်ခဲ့ပါတယ် Mi 2မှာတိတိကျကျပြောင်းလဲသွားတဲ့အချက်တွေရှိပါတယ် Mi 2ကအဲ့ဒီချစ်ကကမ္ဘာအမြင့်ဆုံး smartphone တွေကတတုံးဖြစ်ခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကမ္ဘာပထမဆုံးဒီကွက်ကွန်းရဲ့ Snapdragon S4 Pro ကိုကမ္ဘာပထမဆုံးအသုံးပြုခဲ့တဲ့ဖုန်းဖြစ်လို့ပါ။ Mi 1မှာ RAM 1GB ပါရကနေပြီးတော့ Mi 2မှာ RAM 2 ထိတိုးမြင့်လိုက်ပါတယ်။ဒါအဲ့ဒီခေတ်က Android ဖုန်းတွေမှာအမြင့်ဆုံး spec ဖြစ်ပြီးတော့လက်ရှိခေတ်ဖုန်းတွေလိုပြင်ပြတဲ့ခံစားချက်ကိုရစေပါတယ်။ Mi 2နဲ့အတူ MIUI 5ကလည်းထွက်ရှိလာခဲ့ပြီးတော့ဒါက MIUI အမိုင်းမှာအလားဆုံးနဲ့အမြင့်ဆုံး version တစ်ခုဖြစ်ပါတယ်။ Mi 1မှာတုန်းကဖြစ်ခဲ့တဲ့ software bug တွေကိုအများကြီးပြင်နိုင်ခဲ့ပြီးတော့သုံးရတယ်လေပို့ပြီးတော့ smooth ဖြစ်လာပါတယ်။ Mi 2ရဲ့အမြင်မှုကြောင့်လူတွေက Xiaomi ကိုဈေးဘိုးတာတစ်ပဲပုံပဲနဲ့တကယ်လဲကောင်းတာပဲဆိုပြီးတော့အမှတ်ပြုလိုက်ကြပါတယ်။ဒီလိုနဲ့ Xiaomi ကတရုတ်နိုင်ငံရဲ့ name 1 company ဖြစ်လာဖို့လမ်းစာဖွင့်လာခဲ့ပါတယ်။ Mi 2ရဲ့အမြင်မှုနောက်ပိုင်းမှာ Xiaomi ကဖုန်းမျိုးစားတစ်တွေကိုအချိန်ဟုန်နဲ့ထုတ်လုပ်နိုင်ခဲ့တယ်လို့ဖုန်းနဲ့မှာကပဲတခြားနည်းပညာပစ္စည်းတွေပါစတင်ထုတ်လုပ်လာခဲ့ပါတယ်။ Power bank တွေလေသက်ဆက်တွေ TV တွေ electronic ပစ္စည်းတွေကိုလည်းထုတ်ခဲ့ပါသေးတယ်။ပြောရရင်ဗျာ Mi ecosystem ကြီးကိုတည်ဆောက်ခဲ့တာပေါ့ဒီကြောင်းတွေကိုဆက်ပြောနေရင်ဒီဗီဒီယိုကတော်လေးကိုရှင်းသွားပါလိမ့်မယ်အဲ့တော့ဒါတွေကိုကျွန်တော်ကြော်ခဲ့လိုက်ပါဒီထောက်ကတော့ Note series ရဲ့အလေကိုရောက်လာပါ2014ခုနှစ်မလမှာလီဂျိုကဒီ Redmi ရဲ့ပထမဆုံး Note 1ကိုစတင်မိတ်ဆက်ခဲ့ပါတယ်ဒီအတိုင်းပဲ Note series ကိုထုတ်လုပ်တဲ့ရည်ရွယ်ချက်ကတာမန်လူတွေလက်လန်းမမီနိုင်တဲ့ဈေးနှုန်းနဲ့ရည်သွေးကောင်းတဲ့ဖုန်းတွေကိုရစေချင်လို့ပါအတိတ်ကဆက်ဆံရေးမြင်မာတဲ့ဖုန်းတွေကဈေးနှုန်းအလိုမြင်မာနေပြီးတော့ဈေးပေါ်တဲ့ဖုန်းတွေဆိုအရေးသေးရတော်လေးကိုညံ့ပါတယ်အဲ့တော့ဒီအတိုင်းပဲ Redmi ရဲ့ Note series ဆိုတာ Xiaomi ကိုပူပြီးနာမည်ကြီးလာအောင်လုပ်ပေးတဲ့ series ပါ Redmi Note series ကိုကမ္ဘာတစ်ဝန်းမှာစုစုပေါင်းလုံးရေတန်း460ကျော်ကိုရောင်းချခဲ့ပြီးပါပြီဒါပေမဲ့လည်း Xiaomi ကအများနဲ့ပန်းခီလာမှအောင်ရှာရတဲ့ company တစ်ခုပဲမဟုတ်ပါဘူး2014မှာတရုတ်နိုင်ငံရဲ့နံပါတ်1ဖြစ်ခဲ့ပေမဲ့2015နဲ့2016မှာရောင်းအားတိတိကျကျကူးကျသွားခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့ Xiaomi က online ကနေပဲရောင်းတဲ့စနစ်ကိုအားကိုးလွန်ခဲ့တာပါအဲ့ဒီအချိန်မှာ Oppo နဲ့ Vivo တို့ကနေမျိုးလေးတွေဒီအရောင်းဆိုင်တွေကိုဖွင့်ပြီးတော့ဈေးကွက်ကိုတိမ့်မိုက်သွားခဲ့ပါတယ်2014ခုနှစ်မှာ Ericsson Company က mobile ခွင့်ချိုးဖောက်မှုနဲ့တရားစွဲခဲ့တယ်လို့အိန္ဒိယမှာလည်း Xiaomi ဖုန်းတွေကိုရောင်းချခွင့်ယာယီပြပခံခဲ့ရပါသေးတယ်။ဒါနိုင်ငံတော်မှာခြေချဖို့ကြိုးစားနေတဲ့ Xiaomi တော့ကတော့အကြီးဆုံးခုနှစ်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။ဒီလိုနဲ့ Xiaomi က EV လောကကိုရှေ့ဆက်လာခဲ့တယ်။2023ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာကားထုတ်မယ်လို့ကြေညာခဲ့ပြီးတော့2024မတ်လ28ရက်နေ့မှာပြည်ချင်းမှာ Xiaomi ရဲ့ US7 ကိုပြန်ဝင်ဖျက်ချင်ခဲ့ပါတယ်လေကျုံးဟာကားထုတ်လုပ်ရေးလုပ်ငန်းကိုစတင်တော့မယ်လို့ကြေညာတော့ကဒါဟာကျွန်တော်ဘွားရဲ့နောက်ဆုံးတော့စွန့်စားခန်းဖြစ်ပါတယ်လို့ပြောခဲ့ပါတယ်။သူကသူ့ရဲ့ကုန်သင်းကအားလုံးကိုဒီလုပ်ငန်းအတွက်ပုံအောပြီးတော့ရင်းနှီးခဲ့တာကြောင့်နဲ့ချုံနှိမ့်မှုကိုလက်မခံမဲ့အောင်မြင်အောင်လှုပ်ဆောင်သွားမှဖြစ်ကြောင်းကိုလင်းနဲ့အထားပြောကြားခဲ့ပါတယ်။ Okay ရဆိုရင်တော့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံတော် brand ကြီး Xiaomi Redmi ရဲ့ CEO founder ဖြစ်တဲ့လေကျုံးနဲ့ Xiaomi company ကြောင့်ကိုဒီနေ့လောက်တည်သွားလောက်ပြီလို့ထင်ပါတယ်။ဗီဒီယိုကိုအခုချိန်ကြီးအဆုံးထိကြည့်ပြီးလို့တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်။အားလုံးပဲ see you ပါ